ဆိုအခုဒါလေးကကြတော့ HD10 Ecomi ရဲ့ပုံစံငယ်လေးပဲဖြစ်ပါတယ်ရှင်ဆိုအခုမြင်တွေ့နေရတဲ့လမ်းကကြတော့ဒါ Ecomi နံပါတ်ကြီးပဲဖြစ်ပါတယ်ဆိုဒီ project မှာဆိုလို့ရှိရင် Bidding A Bidding B နဲ့ Bidding C ဆိုပြီးတော့မှ Bidding 3ခုပါဝင်ပါတယ်ရှင် Bidding A ကဆိုလို့ရှိရင်28လပါဝင်ပြီးတော့မှ Bidding B ကကြတော့28လပါဝင်နေပေါ့နော်ပြီးရင် Bidding B ကကြတော့ဒီ pet friendly Bidding ဖြစ်တယ်ပေါ့ဒါကြောင့်မလို့အခုဒီ pre-sale ကာလမှာတင်ကိုပဲဒီ Bidding B က unit တရားဆိုလို့ရှိရင်အများများဆုံး unit တွေပဲဖြစ်ပါတယ်ရှင်ပြီးရင် Bidding C ကကြတော့ဒါကားပါကင်တည်တဲ့ Bidding ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီ project မှာဆိုလို့ရှိရင်ကားပါကင်က90%ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုအဆင်ပြေပါတယ်ရှင်ဒီ Bidding တစ်ခုချင်းစီမှာဆိုလို့ရှိရင်လည်းဒီဒုတိယထပ်ကနေပြီးတော့မှ Sky Bridge နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Bidding တစ်ခုနဲ့တစ်ခုကိုဆိုလို့ရှိရင်ဒါအလွယ်တကူသွားလို့ရတယ်။ပြီးနောက်တစ်ခုကကျတော့ facility ပေါ့နော် facility တွေဆိုလို့ရှိရင်လည်း Bidding တစ်ခုစီမှာထည့်ထားပြီးတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ Bidding မှာပဲကိုတည်တံ့အသုံးပြုလို့ရပါတယ်ရှင်။ပြီးရင်ဒီ facility တွေကိုဆိုလို့ရှိရင်လည်း24 hour အသုံးပြုလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ remote job လုပ်တဲ့လူတွေအတွက်ရောလူငယ်တွေအတွက်ရောအရန်ကိုအဆင်ပြေပါတယ်ရှင်။ထိုးလိုက်ပြပေးမယ့်အခန်းလေးကကျတော့45 square meter ကျယ်ဝန်းတဲ့ 2 bedroom အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီမှာဆိုလို့ရှိရင်ဝင်လိုက်တာနဲ့ဒီဘက်မှာဖက်နှက်ထားလို့ရတဲ့ shoe cabinet လေးပါဝင်ပါတယ်ရှင်ပြီးရင်မလို့ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါ common bathroom လေးပါတယ်ပေါ့နော်ဆိုတော့ဒီရေချိုးခန်းနဲ့အိမ်သားကိုဆိုလို့ရှိရင်လဲ shower နဲ့ toilet ကိုမှန်တကားလေးနဲ့ slide လေးလုပ်ပေးထားတဲ့အတွက်ကြောင့်မို့လို့ရေတွေကဒီဘက်ကိုမရောက်တော့ဘူးပေါ့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါအိတ်ခန်းတစ်ခန်းရှိပါမယ်ရှင်ဒီရေချိုးခန်းနဲ့အိမ်သားလေးကိုဆိုလို့ရှိရင်လဲ double entry ပုံစံမျိုးလေးလုပ်ပေးထားပါတယ်တော့ဒီမှာဆိုလို့ရှိရင်တော့ဒီမှာ open kitchen လေးရှိမယ်ပြီးရင် dining space လေးရှိမယ်ဒီမှာဆိုလို့ရှိရင် living room လေးရှိမယ်ပေါ့နော်ပြီး living room ရဲ့ဒီဘက်မှာဆိုလို့ရှိရင်တွဲရဲ့ balcony လေးကိုကြကြဝန်းဝန်းလေးထည့်ပေးထားတာကိုတွေ့ရပါတယ်ရှင်ပြီးရင်မတို့ဒီဘက်ကိုဆက်သွားကြည့်မယ်ပေါ့နော်ဒါကကြတော့ဒီချိုးကနဲ့အိမ်နာတွဲရပါတယ် master bedroom လေးပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီအခန်းထဲမှာဆိုလို့ရှိရင်လည်းအခုလိုမျိုး wardrobe လေးလည်းထည့်ထားပေးပါသေးတယ်ရှင်ဒီ project မှာပါတဲ့အခန်းလေးတွေကကြတော့ fully furnished ပါဝင်မှာပဲဖြစ်ပါတယ်ရှင်အခုမြင်တွေ့နေရတာလေးတွေဆိုလို့ရှိရင်ဒါသူတို့ရဲ့ standard furniture လေးတွေပဲဖြစ်ပါတယ်ရှင်ဒီ HD10 Ecomi ဟာဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်က HD Ecomi ရဲ့ resale ထက်တောင်မှနည်းတယ်ပေါ့နော်1 square meter ကိုဘတ်3သိန်းခွဲနဲ့ရရှိနိုင်ပဲနောက်ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်ရှင်ဘာလို့လဲဆိုတော့ developer ဘက်ကနေပြီးတော့မှအခန်း100ရောင်းထပ်ပြီးရဲ့နောက်မှာဆိုလို့ရှိရင် 7% သွင်းမြင့်သွားမှာဖြစ်ပြီးတော့ဒီ project ကြီးပြီးစီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ 20% သွင်းမြင့်သွားမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့အခုချိန်မှာဒီ booking fee နဲ့ down payment 30% ပေးသွင်းပြီးတော့အမြန်ဆုံးဝယ်ထားမှဒါဒီဈေးနှုန်းတန်တာလေးနဲ့ပေါ့နော်လက်ဝယ်ပိုင်ဆိုင်ရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်April ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီ Sensory Developer စီမှာ booking စတင်ရမယ့်နေ့ပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Anana Thailand Estate နဲ့အတူ pre-booking တင်ထားတဲ့လူကြီးမင်းတို့အတွက်အခန်းကောင်းတွေကိုရွေးချယ်ပေးထားတာမို့လို့နောက်ထပ်စိတ်ဝင်စားတဲ့လူကြီးမင်းတို့အနေနဲ့လည်းဒီလက်ကျက်အခန်းကောင်းလေးတွေမကုန်ခင်မှာကျမတို့ရဲ့ Anana Thailand Estate ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်နောက်ပြီးတော့ဒီ HD10 Ecomi မှာ invest လုပ်မဲ့လူကြီးမင်းတွေအတွက်ကျမတို့ရဲ့ Anana Thailand Estate ကနေပြီးတော့မှ privilege promotion တွေလည်းစီစဉ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာတွေပါဝင်မလဲဆိုတာကိုကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးတော့အားပေးကြပါအောင်ရှင်